ဂီတတန်တွေပြင်ဆင်လက်ဆံမှုတွေနဲ့စီကာတက်ဝင်နေတဲ့လမ်းမတွေရှိရာရန်ကုန်မြို့တော်ကြီးရဲ့အလဲပေါ်မှာတော့ကိုကိုမျိုးတယောက်သူ့ဘဝကိုပြောင်းလဲသွားစေမဲ့ခွင့်လန်းတစ်ခုကိုကြုံဆုံလိုက်ရပါတယ်။တွေ့ပြန်ပြီသားကြီးဟာခါတိုင်းလိုပဲမင်းတစ်ချင်းနဲ့အပျော်ကြီးဖြန့်ဝင်နေရတော့ ဒီလိုပါပဲတငယ်ချင်းဟာဒီမှာခတ်တယ်ကွာဒါပေမဲ့တချင်းနေနဲ့ရှေ့ဆက်နေရတာငွေတွေကိုပုံပြီးလက်ခံဖို့အတွက်နီးလန်းတစ်ခုရှိတယ် Citizen Pay ကိုသိလား ဟမ် Citizen Pay ဆိုတာဘာလဲ Citizen Pay application ဆိုတာမင်းရဲ့နေ့စဉ်ဘဝအတွက်အလိုအပ်ဆုံး pay application တစ်ခုပဲ Citizen Pay application ဟာဘယ် operator အောင်ဆိုဖုန်းမေးဖြေးလို့ရတယ်လာလင်ချင်းငွေ internet pay တွေအာမခံကြီးအကုန်ပေးသွင်းလို့ရတယ်မီတာပေးဆောင်ဖို့10မိနစ်ပဲချိန်ပေးရတာပြီးတော့ Citizen Pay application နဲ့ချိတ်ဆက်ထားတဲ့ဆိုင်မှာအလွယ်တကူ QR scan ဖတ်ပြီးတော့ငွေချေလို့ရတဲ့အတွက်အကျွေတွေငွေသားတွေအလုံးမရှုပ်တော့ဘူးပေါ့ဖုန်းထဲမှာ Citizen Pay application လို့ထည့်ထားအောင်တယ်အချိန်ကုန်လူပင်မက်ခန့်စရာမလိုပဲနဲ့တနေရတဲ့အများကြီးလုပ်လို့ရတယ်နေ့စဉ်ဘဝအတွက်အဆင်ပြေတာပေါ့ မိုက်တယ်တငယ်ချင်းဟာဒါဆိုငါဘယ်လိုစလုပ်ရမလဲ ဟာရှင်းပါပဲဒီအစ်စ်နေတိုင်းလိုက်လို့သွားရုံပဲ ဟော အကောင့်သစ်ဖွင့်မယ်ဆိုရင် Citizen Pay application ကိုဖွင့်ပြီး login အောင်လာမှရှိတဲ့အကောင့်ဖွင့်မိကိုနှိပ်ပါဖုန်းနံပါတ်ထည့်သွင်းပြီးနောက်တစ်ဆင့်ကိုနှိပ်ပါလိုအပ်တဲ့ကိုယ်ရေးချက်လက်တွေကိုပြည့်စုံစွာဖြည့်သွင်းပြီးတဲ့အခါနောက်တစ်ဆင့်ကိုနှိပ်ပါနေရာလိပ်စာဖြည့်သွင်းပြီးနောက်တစ်ဆင့်ကိုနှိပ်ပါလိုအပ်တဲ့ချက်လက်များကိုပြည့်စုံစွာဖြည့်စွက်ပါမှတ်ပုံတင်သို့မဟုတ် license ရှင်းနောက်တပ်ပုံထည့်သွင်းတဲ့အခါကြည်လင်ပြတ်သားတဲ့တပ်ပုံကိုသာထည့်သွင်းပေးပါselfie တပ်ပုံရိုက်တဲ့အခါမျက်မှန်တက်ထားခြင်းနှာခေါင်းစီတက်ဆင်ထားခြင်းမရှိဘဲတပ်ပုံကိုရိုက်ပြီးထည့်သွင်းပေးပါအချက်လက်များကိုပြန်လည်စစ်ဆေးပြီးအတည်ပြုမိကိုနှိပ်ပါမိမိဖုန်းထဲဝင်ရောက်လာတဲ့အတည်ပြုကုတ်ကနန်း6လုံးကိုထည့်သွင်းပေးပါမိမိကိုယ်ပိုင်ပင်နံပါတ်ကိုပြုလုပ်ပြီးပင်ကိုအတည်ပြုပါထည့်သွင်းထားတဲ့ချက်လက်တွေပြည့်စုံမှန်ကန်တဲ့အခါ24နာရီအတွင်း Super Citizen အဖြစ်အကောင့်အဆင့်မြင့်သွားမှာဖြစ်ပါတယ်တိုက်အချင်းနေမလို့လဲ ပြောက်ရမ်းမရဲ့သားကြီးငွေတွေလက်ခံဖို့ဒီလောက်လွယ်ကူလေးမယ်ဆိုတော့ငါလုံးဝမသိခဲ့ဘူးကွာ တွေ့လား Citizen Pay နဲ့ဆိုဘာမှမဖြစ်နိုင်ပါနဲ့လို့ တရားငါမင်းညနေကျရင်အေးဝတ်တိုင်းမယ်နော်ကျေးဇူးပဲ အေးပါရပါ ဟုတ်လေ ကချီရဝါငါပါပဲမင်းကပြင်စိတ်ကူးလေးနဲ့ပုံပေါ်ရတဲ့တချင်းလေးကိုတီးဆိုရအောင်လေလုံးဝအောင်မြင်တော့ငါမျိုးပြမယ် အေးပါကွာဟုတ်ပါပြီ ရမယ်ကြည့်ရ ကိုကိုမျိုးရဲ့ကဘာတိုးတက်ကျေပြန့်လာတာနဲ့အမျှရန်ကုန်မြို့တော်ကြီးရဲ့စီကားတဲ့လမ်းမတွေပေါ်မှာအခွင့်အလမ်းတင်တဲ့စင်ကုန်မှုတွေကလည်းထပ်ပြီးစောင့်ကြိုနေပါတယ်။မြို့ပြအိမ်မက်များမှာနောက်တစ်ချိန်ဘယ်လိုစွန်စားခန်းတွေလာအောင်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦး။